ကာတွန်းကားတွေကိုနှစ်သက်မြတ်နိုးတဲ့မိတ်ဆွေတွေအတွက်ဒီနှစ်ကအရန်ကိုစိတ်ဝင်စားစရာကောင်းနေပါပြီ။ Warner Brothers Animation နဲ့ DC Studios တို့ဟာ Annecy ပွဲတော်မှာသူတို့ရဲ့အစီအစဉ်သစ်တွေကိုတင်ဆက်တော်မယ်လို့ကြေညာလိုက်ပါတယ်။ဒီအစီအစဉ်တွေထဲမှာစူပါဟီးရိုးကားတွေအပြင်ပရိသတ်စိတ်ကြိုက်ဖန်တီးထားတဲ့ဇလန်းသစ်တွေလည်းပါဝင်လာမှာပါ။ဒါဆိုဘာတွေများထူးခြားနေလဲဆိုတာစက်ကြည့်ရအောင်လား။ ဇွန်လ21ရက်နေ့ကနေ29ရက်နေ့အထိပြင်သစ်နိုင်ငံ NSC မှာကျင်းပမဲ့ဒီပွဲတော်ကြီးဟာကာတွန်းလောကသားတွေအတွက်အရေးပါတဲ့စီးဝေးပွဲတစ်ခုပါပဲဒီပွဲမှာ DC Studios ရဲ့သွဲဖတ်ဥက္ကဋ္ဌ Peter Safran နဲ့ WBA ရဲ့ဥက္ကဋ္ဌ Sam Register တို့ကိုယ်တိုင်အထူးကျတဲ့ DC ကာတွန်းရှိုးပွဲကိုလက်ခံကျင်းပသွားမှာပါသူတို့ရဲ့ဦးဆောင်မှုအောက်မှာ DC ကာတွန်းတွေဘယ်လိုပုံစံမျိုးပြောင်းလဲလာမလဲဆိုတာစိတ်ဝင်စားစရာပါပဲဒီပွဲမှာမိတ်ဆက်မဲ့ DC ရဲ့လာမယ့်စီမံကိန်းအချို့ကိုလည်းဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်ဥပမာ Mr. Miracle, My Adventures with Green Lantern နဲ့ Starfire စတဲ့ဇာတ်လမ်းတွေပါဝင်ပါတယ်ဒါအပြင်ပြီးခဲ့တဲ့နေ့ပွဲတော်မှာကြီးညာခဲ့တဲ့ Creature Commandos နဲ့ Batman Cape Crusader တို့လိုစကားတွေရဲ့ပထမဆုံးရုပ်သံဖိုင်တွေနဲ့အသေးစိတ်အချက်လက်တွေကိုလည်းတီးခွင့်ရကြမှာကဒီစီမံကိန်းတွေမှာပါဝင်တဲ့ထုတ်လုပ်သူတွေနဲ့ဖန်တီးသူတွေကတော့စာရေးဆရာ Tom King ထုတ်လုပ်သူ Rick Morales, Jake Wyatt, Josie Campbell နဲ့ Matt Beans တို့ဖြစ်ပါတယ်သူတို့ရဲ့ဖန်တီးမှုအောက်မှာ DC Super Powers လိုမျိုး Super Hero ဇာတ်လမ်းတွေဟာ DC Studios ရဲ့ view ဟာတင်းတဲ့အညီဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာအခုချိန်မှာရှင်းရှင်းလင်းလင်းမြင်တွေ့ရပါပြီDC ဇာတ်လမ်းတွေပဲ Warner Bros က NSC ပွဲတော်ကိုယူဆောင်လာမဲ့နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ Super Mutant Magic Academy ပါပဲဒီဟာက Adult Swim မှာတွားရိုက်ကူးထားပြီး Gillian Tamaki ရဲ့စူရ graphic ဝတ္ထုကိုပြန်လည်အသက်သွင်းထားတာပါ Mutant တွေစုံတွေနဲ့ထူးဆန်းတဲ့သူတွေရှိတဲ့ចောင်းသားဖော်တာဆောင်တစ်ခုဒီနှစ်အစောပိုင်းကကြေညာခဲ့တဲ့ Batman Nightfall Part 1 Nightfall ကိုလည်းပွဲတော်မှာကမ္ဘာပထမဆုံးအကြိမ်ပြသသွားမှာပါဒါဟာ Batman ရဲ့နာမည်ကြီးကာတွန်းဇာတ်လမ်းတွေကတစ်ခုဖြစ်ပြီး Bane က Arkham Asylum ကနေလူဆိုးတွေကိုအစုလိုက်အပြုံလိုက်လွတ်မြောက်အောင်လုပ်ပြီး Batman ကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါဖိအားပေးခဲ့တဲ့ဇာတ်လမ်းပါပဲဒီလိုကန်တဝင်ဇာတ်လမ်းကိုဘယ်လိုပုံဖော်ထားမလဲဆိုတာသိချင်စရာပါ Adult Swim အတွက်ရိုက်ကူးထားတဲ့နောက်ထပ်ဇာတ်လမ်းတွဲတစ်ခုကတော့ Keeping Up with the Joneses ပါဒီဇာတ်လမ်းတွဲက Dallas မှာရှိတဲ့ Newberry မိသားစုဟာသူတို့ရဲ့ချမ်းသာတဲ့အိမ်နီးချင်းတွေနဲ့အမိလိုက်ဖို့ဘလို့ရုန်းကန်ရလဲဆိုတာကိုရေစရာကောင်းအောင်ရိုက်ကူးထားတာဖြစ်ပါတယ်ဒါကို Hugh Davidson, Rachel Ramrez နဲ့ Larry Doff တို့ကဖန်တီးထားတာပါ Netflix အတွက်ဖန်တီးထားတဲ့ Living the Dream ဆိုတဲ့ဇာတ်လမ်းတွေလည်းရှိပါသေးတယ်ဒါကို The Amazing World of Gumball ဖန်တီးသူ George Gandy ကဦးဆောင်ပြီး Hanna-Barbera Studios Europe ကထုတ်လုပ်ထားတာပါလန်ဒန်ကသူငယ်ချင်းနှစ်ယောက်ရဲ့အောင်မြင်မှုအတွက်ကြိုးစားပုံတွေကိုရေစရာကြေကွက်စရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီ Annecy ပွဲတော်မှာပြသသွားမယ့်အစီအစဉ်တွေက Warner Brothers Discovery ရဲ့ကာတွန်းလုပ်ငန်းတွေရဲ့ရည်မှန်းချက်ကိုထင်ဟပ်နေပါတယ်ဒါကတော့ DC လိုနာမည်ကြီးကာတွန်းတွေအပြင်ဖန်တီးသူတွေဦးဆောင်ပြီးထုတ်လုပ်တဲ့ဇာတ်လမ်းသစ်တွေအထူးသဖြင့် Adult Swim နဲ့ Netflix တို့လို platform တွေအတွက်ရည်ရွယ်ပြီးဖန်တီးနေတယ်ဆိုတာပါပဲဒါဟာကုမ္ပဏီရဲ့ရည်ရှည်ဖြူဟာလည်းဖြစ်ပါတယ်ဒီလိုနှစ်မျိုးစလုံးကိုအာရုံစိုက်ပြီးယင်းနှိမ့်မြုပ်နှံမှုတွေလုပ်နေတာဟာကာတွန်းလောကရဲ့ကြီးထွားလာမှုကိုပြသနေပါတယ်Sam Register ကကာတွန်းလုပ်ငန်းရဲ့ဖန်တီးမှုနဲ့စမ်းသစ်တီထွင်မှုတွေကိုအမြဲဂုဏ်ပြုနေတယ်လို့ဆိုပါတယ်ကာတွန်းလောကမှာဘလို့ခရည်စည်းကြောင်းတွေပြောင်းလဲလာအောင်မလဲဆိုတာကိုနားလည်ဖို့အတွက်ဒီလိုသတင်းအချက်လက်တွေကတန်ဖိုးရှိပါတယ်ဒီလိုပြောင်းလဲလာမဲ့ကာတွန်းလောကအကြောင်းအရာတွေကိုဆက်လက်သိရှိလို့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်ထပ်အစီအစဉ်တွေကိုလည်းစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်